မှာမြို့သမီးတူပေါ်တာဆွဲခံရပြီးကလောစစ်တင်နန်းကျောင်းကိုအပို့ခံလိုက်ရပါတယ်။မန္တလေးတိုင်းစစ်စင်ရဲမှာဗမှုချုပ်2ဦးနဲ့ဒုတက်မမှု2ဦးတို့ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးတရင်မှုတို့ပါဝင်စစ်ရှုံးကောင်စီတပ်သား30နီးပါးသေဆုံးကအများပြားဒဏ်ရာရသွားပါတယ်ခင်ဗျာ။နထိုးကြီးမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အချမ်းဘတ်စစ်အုပ်စုကိုတိုက်ခိုက်ရမှာ12ဦးသေဆုံးပါတယ်။နာဘစစ်ဆိုရလက်ထက်ကထက်အည်သွေးကောင်းတဲ့နီလာအရိုင်းနှုံတွေ့ရှိတယ်လို့မင်းအောင်လှိုင်ကပြောပါတယ်။လူတက်မှုကျွလွန်တယ်လို့ဆိုသူ4ဦးကိုလောက်ကင်မှာကိုကန့်ဘက်ကတေတံပေးပါတယ်ခင်ဗျာ။ KNU နဲ့ DKBA တို့တင်ထားတဲ့ဖျား3စုကိုစစ်ရှုံးကောင်စီတပ်ကပြန်တောင်းနေပါတယ်။ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရမှာပါ။ကိုတိုင်းဒဂုံမြို့တစ်အရှေ့ပိုင်းမြို့နယ်မှာနေထိုင်အမျိုးသမီးငယ်တဦးဟာအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးရှမ်းပြည်နယ်ကလောမြို့နယ်မှာရှိတဲ့စစ်တင်နန်းကျောင်းကိုပို့ဆောင်ခံထားရတယ်လို့သိရှိရပါတယ်။စစ်ရှုံးကောင်စီတပ်ပေါ်တာဆွဲခံခဲ့ရတဲ့မစောရင်ထွေးအများဆုံးပြန်လည်လွတ်မြောက်စေဖို့သူ့ရဲ့မိခင်ဖြစ်သူဒေါ်လာရင်က2026ခုနှစ်ဇွန်လ12ရက်နေ့ရက်စွဲနဲ့နေပြည်တော်မှာရှိတဲ့အကြမ်းဖက်စစ်ကော်မရှင်ပြည်သူ့စစ်မှုထမ်းစင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံကိုလိမ့်မှုပြီးအတနာခံစာပေးပို့တင်ပြထားတာကိုတွေ့ရပါတယ်။ဖြစ်စဉ်ကတော့အသက်24နှစ်အရွယ်ရှိတဲ့မစောရင်ထွေးဟာပြီးခဲ့တဲ့မေလ21ရက်နေ့ကဒဂုံမြို့တစ်မြောက်ပိုင်းမြို့နယ်38ရပ်ကွက်အနော်ရထားလမ်းမှာရှိတဲ့ Adobe LED မှန်အလှဆင်လုပ်ငန်းကိုတွားရောက်တဲ့အချိန်လမ်းခရီးမှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာနေအိမ်ကိုပြန်လည်ရောက်ရှိလာတာမရှိဘဲပျောက်ဆုံးသွားခဲ့တာပါနောက်ပိုင်းမှာမိသားစုတွေကဖုန်းနဲ့လိုက်လံဆက်သွယ်စုံစမ်းရာကနေတဆင့်မစောရင်ထွေးဟာလမ်းခရီးမှာအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာကိုခံခဲ့ရပြီးလက်ရှိမှာတော့ရှမ်းပြည်နယ်ကလောမြို့နယ်ခြေဆိုင်အမှတ်8တက်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းကိုရောက်ရှိကာစစ်တပ်နဲ့အတင်းကျပ်တက်ရောက်နေရတယ်လို့စုံစမ်းသိရှိရပါတယ်2026ခုနှစ်ဧပြီလ21ရက်နေ့ကဇီကဘာဝန်းထဲမှာမှန်သွားတက်ပြီးအပြန်ရွှေပောက်ကန်တရားနာမှာကားငားလို့မရလို့စောင့်နေတော့အနောက်ကနေတက်စီတစည်းလိုက်လာပြီးတော့မစောရင်ထွေးနဲ့နောက်တစ်ယောက်ကိုကားနောက်ဖုံးထဲကိုအတင်းထက်ခေါ်သွားပါတယ်အဲ့ဒီနောက်မှာနောက်ထပ်လူ3ဦးကပါဝိုင်းဖမ်းခေါ်သွားတယ်လို့မိဘရေစီဖုံးဆက်ပြီးတော့ပြောခဲ့ပါတယ်လန်ကီမှာတော့ဗိုလ်တဦးကကူညီပေးခဲ့လို့ဖုံးဆက်သွင်းနိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့လုံးဝဆက်သွင်းမရတော့ပါဘူးဆိုပြီးဖြစ်စဉ်ကိုသိရှိသူဦးကပြောပြပါတယ်မစောရင်ထွေးဟာကျမ်းမာရေးမကောင်းမွန်တဲ့မိဘနှစ်ပါးကိုအနိကပြုစုလှုပ်ကြွေးနေရတဲ့တူးရဲသောသမီးဖြစ်ကြောင်းသူရဲ့နေရာလိပ်စာအမှန်ဖြစ်တဲ့ရန်ကုန်တိုင်းဒဂုံမြို့တစ်အရှေ့ပိုင်းမြို့နယ်ရှေ့ရက်ကွက်မှာလည်းစစ်မှုထမ်းဖို့အတွက်အလှည့်လုံးဝမကြသေးကြောင်းမိခင်ဖြစ်သူကအတနာခံစာထဲမှာထည့်သွင်းပြီးတော့ဖော်ပြထားပါတယ်မိခင်ဖြစ်သူဒေါ်လာရင်ကသမီးဖြစ်သူရဲ့နေရာလိပ်စာအမှန်မှာရန်ကုန်တိုင်းဒေသကြီးတွင်းမှာသာရှိတာကြောင့်ပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီပုံမှန်အတိုင်းစင့်ခေါ်လာပါကနိုင်ငံတော်ဝန်တွေကိုကြေပွန်စွာထမ်းဆောင်စေမှာဖြစ်ပေမဲ့အခုလိုမျိုးစစ်မှုထမ်းမှုအလှည့်မကြသေးပဲလန်ခီမှာမတရားပေါ်တာဆွဲပြီးတော့ဖမ်းဆီးခေါ်ဆောင်ခံရကစစ်တပ်နန်းကျောင်းကိုရောက်ရှိတာကြောင့်စစ်မှုထမ်းဆောင်ရမယ့်ကိစ္စကိုယာယီရွှေ့ဆိုင်းပေးဖို့အတနာခံပြီးတော့တင်ပြထားတာဖြစ်ပါတယ်အစပိုင်းမှာအမျိုးသမီးတွေကိုစစ်မှုထမ်းဖို့မခေါ်ယူသေးကြောင်းစစ်ကော်မရှင်ဘက်ကထုတ်ပြန်ခဲ့ပေမဲ့လက်ရှိမျိုးပြမှာတော့အမျိုးသားတွေသာမကအမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ပြစ်မှတ်ထားပြီးလမ်းပေါ်မှာဒီလန့်မျိုးစုံနဲ့အတင်းအဓမ္မပေါ်တာဆွဲပြီးတော့ဖမ်းဆီးကတင်နန်းကျောင်းတွေကိုပို့ဆောင်နေတဲ့မြေပြင်အခြေအနေကိုအခုဖြစ်စဉ်ကအထင်အရှားတက်တည်ပြနေတာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတဦးကထောက်ပြထားပါတယ်ဒီဖြစ်ရပ်ကိုကြည့်ရင်စစ်မှုထမ်းဥပဒေထဲမှာပါတဲ့ကင်းလို့ခွင့်တွေဖြစ်တဲ့ဥပမာမိဘကိုပြုစုရမယ့်တူးရဲသောသမီးဆိုတဲ့အချက်ကိုမြေပြင်အောက်ခြေတပ်ဖွဲ့တွေနဲ့စင့်ခေါ်ရေးအဖွဲ့တွေကလုံးဝကိုလိုက်နာတာမရှိတော့တာပေါ်လွင်နေပါတယ်ဆိုပြီးသူကထောက်ပြပါတယ်တစ်ဖက်မှာလည်းစစ်အင်အားပြည့်မီစေဖို့လမ်းပေါ်မှာတွေ့ရှိသူတွေကိုကြုံသလိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေရတဲ့အထိအကြမ်းဖက်စစ်ကော်မရှင်ရဲ့စစ်အင်အားလိုအပ်ချက်အချက်တည်းဘလောက်ထိကြီးမားနေတာကိုပြသနေကြောင်းမြေပြင်စစ်ရေးလေ့လာသူတွေကသုံးသပ်ထားကြပါတယ်ခင်ဗျာစစ်ရေးအတွင်းမှာဗိုလ်မှူးချုပ်2ဦးနဲ့ဒုတက်မမှု2ဦးတို့ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီးတရင်မှု2ပါဝင်စစ်ရှုံးကောင်စီတပ်သား30နီးပါးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့မြို့သားညွေအစိုးရကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော် PDF စရုံးချုပ်ကဒီကနေ့ကျွန်တော်ပါတယ်ခင်ဗျာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးတိုင်းစစ်ဌာနစစ်စင်ရေးနယ်မြေအတွင်းပျောက်ကြားတိုက်ပွဲပေါင်း73ကြိမ်ထိဖြစ်ပွားခဲ့ပြီးအဲ့ဒီပျောက်ကြားတိုက်ပွဲတွေအတွင်းမှာစစ်ရှုံးကောင်စီတပ်ဘက်က18ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။မန္တလေးတိုင်းစစ်ဌာနစစ်စင်ရေးနယ်မြေအတွင်းပျောက်ကြားတိုက်ပွဲတွေသာမကစစ်ရှုံးကောင်စီတပ်ရဲ့ရင်နှန်းတွေကိုခြုံခိုတိုက်ခိုက်မှု3ကြိမ်ထိဆောင်ရွက်ခဲ့တယ်လို့အဲ့ဒီခြုံခိုတိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်းစစ်ရှုံးကောင်စီတပ်ကအမှတ်3တပ်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းကကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်အောင်နိုင်ဦးမှာပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါ့အပြင်မန္တလေးတိုင်းကတဆင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်ကိုဥတီပြီးတော့ထိုးစစ်ဆင်နေတဲ့စစ်ရှုံးကောင်စီတပ်ရဲ့စစ်ကြောင်းတွေကိုပြည်သူ့ကာကွယ်တပ်မတော်တန်ရင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တွေကပိတ်ဆို့ဖျက်တောက်ပြီးတော့တိုက်ခိုက်ခဲ့ရမှာအမှတ်4
လေကြောင်းတပ်မဟာကိုကဲမှုချုပ်တပ်မဟာမူဗိုလ်မှူးချုပ်သူရဝနလွင်မှာပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဗိုလ်မှူးချုပ်သူရဝနလွင်နေရာကိုအစားထိုးဝင်ရောက်လာတဲ့အမှတ်၄လေကြောင်းချီတပ်မဟာကိုကဲမှုဌာနချုပ်ဒုတပ်မဟာမူနဲ့စကားစဒရုန်းတပ်ဖွဲ့ကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကထပ်ပြီးတော့ခြုံကိုတိုက်ခိုက်ခဲ့ရမှာဒုတပ်မဟာမူလည်းဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော် PDF စရုံးချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ခင်ဗျာ။ဒါပြင်ထိကြိုက်မျိုးစစ်စင်ရေးမှာဥဆောင်ကတိုက်ပွဲဝင်နေတဲ့ခလာရ၄ကတရင်မူကြီး94859ဗိုလ်မှူးနေထွန်းအောင်နဲ့တက်ကြအောင်စောစောတို့ကိုလည်းမန္တလေးတိုင်းတွင်းမှာရှိတဲ့တနေရာမှာပြည်သူ့ကာကွယ်တပ်မတော်တရင်တပ်ဖွဲ့တွေကတုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။လာတူပဲမြင်းကြံခရိုင်တွေကိုစစ်ရှုံးကောင်စီတပ်ကအင်အားအများပြားနဲ့ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာတော့တော်လိုင်းတပ်တွေကတိုက်ခိုက်မှုကြောင့်စစ်ရှုံးကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့မော်တော်ယာဉ်2စင်းမီးလောင်ပေါက်ကွဲခဲ့ပြီးစစ်ရှုံးကောင်စီတပ်သား10ဦးသေဆုံးကအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ပြည်ထောင်စုဆိုရကာဦးအကြီးဌာနပြည်သူ့ကာကွယ်တပ်မတော် PDF အနေနဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ကိုစစ်မျက်နှာအသီးသီးမှာရွရွချွန်ချွန်တိုက်ပွဲဝင်လျက်ရှိရမှာပြည်သူတွေအနေနဲ့လည်းတဆန်းသူရဲ့ကူညီဖေးမှကြဖို့ပြည်သူ့ကာကွယ်တပ်မတော် PDF စရုံးချုပ်ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ကြီးမြို့နယ်အတွင်းမှာလှည့်လည်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကိုဒရုန်းနဲ့ဘုံသီးကျဲချတိုက်ခိုက်ခဲ့ရမှာရန်သူ17ဦးလောက်သေဆုံးခဲ့တယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်ကနထိုးကြီးမြို့နယ်အတွင်းမှာလှည့်လည်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းတပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့ရမှာစစ်သား17ဦးသေဆုံးပြီးတော့6ဦးဒဏ်ရာရရှိသွားတာပါ။အဲ့လိုတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းဖက်စစ်ကြောင်းဟာအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိုက်ခိုက်မှုကိုတော့နထိုးကြီးပကဖမြင်းညံခရိုင်ပကဖမြင်းညံခရိုင်အမှတ်1234ခွန်810တရင်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နဲ့နာအဖအစိုးရလက်ထက်တုန်းကထက်အည်သွေးပိုကောင်းပြီးတော့ကြောက်ချိန်လဲပိုများတဲ့နီလာကြောက်အရိုင်းတုံးတုံးကိုရရှိထားတဲ့ဆိုပြီးအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။ကာရက်9100ကျော်ရှိတဲ့နီလာအရိုင်းတုံးကိုမန္တလေးတိုင်းမိုးကုတ်ရတနာမြေကနေတွေ့ရှိတာဖြစ်ပြီးပုံဆောင်ခဲတစ်ခုကိုလည်းရရှိတယ်လို့ဆိုထားပါတယ်။အဲ့ဒီနီလာအရိုင်းတုံးနဲ့ပုံဆောင်ခဲကို2020ခုနှစ်တုန်းကတွေ့ရှိခဲ့တာဖြစ်ပြီးနိုင်ငံတော်ကိုလာရောက်အနှံတာကြောင့်နေပြည်တော်မှာသမရယာဒူရယူထားတဲ့အကြမ်းဖက်မင်းအောင်လှိုင်ကဒီနေ့ကြည့်ရှုစစ်ဆေးခဲ့တာလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒီလာပုံဆောင်ခဲကတော့ကာရက်1983ကျော်အလေးချိန်354.ကီလိုဂရမ်ကျော်ရှိရလို့ပြောဆိုထားပါတယ်။ဒီလာအရိုင်းတုံးဟာရှာတွေ့ခဲ့တဲ့အရွယ်စားကြီးကြောက်အရိုင်းတုံးဖြစ်ပြီးအပြာရင့်ရောင်နဲ့အလင်းပေါက်မှုကလည်းအလင်းမုံစင်တာရှိတဲ့သဘာဝနီလာဖြစ်တယ်လို့လည်းနေပြည်တော်ဘက်ကပြောပါတယ်။ထုတ်ပြန်ချက်တွေအရမြန်မာမှာ2009ခုနှစ်ကတွေ့ရှိခဲ့တဲ့နီလာအရိုင်းတုံးကတော့99,385ကာရက်ရှိခဲ့တာကြောင့်အခုနီလာအရိုင်းတုံးကကာရက်11,000ကျော်ပိုများနေတာဖြစ်ပါတယ်။အခုသတင်းထုတ်ပြန်တဲ့နီလာအရိုင်းတုံးနဲ့ပုံဆောင်ခဲကိုနိုင်ငံတော်ကိုလာရောက်အနှံခဲ့တာလို့ဆိုပေမဲ့ဘယ်သူဘယ်အဖွဲ့အစည်းကနေလာရောက်အနှံလဲဆိုတာကိုတော့မင်းအောင်လှိုင်တို့ဘက်ကထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။နေပြည်တော်ဟာပြီးခဲ့တဲ့မေလဆန်းတုန်းကလည်းမိုးကုတ်ကနေဗရမ ्या ကြီးတွေ့ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့မှုပါတယ်ခင်ဗျာ။ကြောက်ပိုင်းကကိုကန့်တက် MNDA ထိန်းချုပ်ထားတဲ့လောက်ကိုင်မြို့မှာလူသက်မှုကျူးလွန်တယ်လို့ဆိုသူ၄ဦးကိုမနေ့ကဇွန်လ23ရက်နေ့မှာတေတံစီရင်လိုက်တယ်လို့ကိုကန့်သတင်းကွန်ရက်ကသတင်းထုတ်ပြန်ပါတယ်။အဲဒီ၄ဦးကိုမြို့ကန်လူထုကြားလှည့်လည်ပြသတာတွေလုပ်ခဲ့ပြီးမှကိုကန့်မြို့ပေါ်ကတုံချိန်ရက်ကွက်မှာတနက်နဲ့တေတံစီရင်ခဲ့တာလို့ထုတ်ပြန်ချက်ကဆိုပါတယ်။ပြစ်မှုကျူးလွန်တယ်လို့ဆိုသူတရားခံ3ဦးတည်းကလူသက်မှုကျူးလွန်သူ2ဦးကိုတော့တေတံချမှတ်ခဲ့ပြီးအဲ့ဒီတေတံကို2နှစ်ဆိုင်းငံ့ထားမယ်လို့အမိန့်ချလိုက်ပါတယ်။ကျန်2ဦးကိုတော့ထောင်ဒဏ်9နှစ်နဲ့12နှစ်အသီးသီးချမှတ်ခဲ့ပါတယ်ခင်ဗျာ။ကိုကန့်တက်ဟာသူထိန်းချုပ်ထားတဲ့နေမြေတဲ့လူသက်မှုပါဝင်ရာဇဝတ်မှုကျူးလွန်တယ်လို့ဆိုတဲ့သူစုစုပေါင်း9ဦးကိုပြီးခဲ့တဲ့2နှစ်အတွင်းတေတံစီရင်ခဲ့တာကိုကိုကန့်တက်ကထုတ်ပြန်ချက်တွေအရတွေ့ရပါတယ်။ကိုကန့်တက်ဟာ132ခုစစ်စင်ရေးပထမပိုင်းမှာတည်ယူခဲ့တဲ့လောက်ကိုင်မြို့ကိုကိုကန့်အထူးဒေသ1ရဲ့မြို့တော်ဖြစ်နေသတ်မှတ်ခဲ့ပြီးအုပ်ချုပ်ရေးလည်ပတ်နေတာဖြစ်ပါတယ်။ဝေလာ9ရက်တုန်းကလည်းကိုကန့်တက်အုပ်ချုပ်မှုအောက်ကသိန်းဒီမြို့မှာမွေးစေဝါနဲ့ခိုးမှုကျူးလွန်တဲ့ဆိုတဲ့သူ9ဦးကိုကိုကန့်အာဏာပိုင်တွေကမြို့ရဲလှည့်လည်ပြသတာတွေလုပ်ခဲ့တယ်လို့မြို့ကန်တချို့ကပြောပါတယ်ခင်ဗျာ။နိုင်ငံလုံးလေရင်ပစ်ကူနဲ့အင်အားသုံးကဆုံးရှုံးမှုနယ်မြေတွေပြန်ရအောင်လုပ်နေတဲ့ကာကွယ်ရေးဦးစီးချုပ်အသစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ရာဖျားသုံးစုမြို့ကိုစစ်ရှုံးကောင်စီတပ်ဘက်ကပြန်တောင်းနေတယ်လို့သိရပါတယ်။ဖျားသုံးစုမြို့ဟာကင်မျိုးသားစီယုံ KNU တပ်မ6နယ်မြေအတွင်းမှာရှိတဲ့ကျိုင်းစိတ်ကြီးမြို့နယ်မှာပါဝင်ပြီး2023နှစ်စန်းပိုင်းကကင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာစစ်ရှုံးကောင်စီတပ်အုပ်ချုပ်ရေးရပ်ဆိုင်းသွားပြီး DKBA က
မြို့လုံမျိုးရေးနဲ့ဂိတ်တွေကိုအဓိကကင်တွယ်ခဲ့တယ်လို့ကင်မျိုးသားစီယုံ KNU ကလည်းအုပ်ချုပ်ရေးကိုအစားထိုးဝင်ရောက်ခဲ့ပါတယ်ခင်ဗျာဒါကြောင့်မလို့ဖျားသုံးစုမျိုးကိုစစ်ရှုံးကောင်စီတပ်ကပြန်တောင်းနေပေမဲ့လည်း DKBA တပ်ဖွဲ့ထဲနဲ့ညှိနှိုင်းလို့မရဘဲ KNU လက်အောက်ခံဖွဲ့စည်းတွေနဲ့ညှိနှိုင်းခြင်းစီရေးရဖျားပေးတာတွေရှိလာနိုင်ကြောင်းကရင်ပြည်နယ်စီရေးနိုင်ငံရေးလေးလာစောင့်ကြည့်နေသူတွေကပြောပါတယ်ကရင်လက်နက်ကင်ဖွဲ့စည်းတွေနဲ့နှိစက်တဲ့သတင်းမြစ်တအုပ်ကဖျားသုံးစုကိုလည်းမြရီလိုသူတို့စစ်ရှုံးကောင်စီတပ်ကဩဇာပြန်ပြီးတော့တက်ရောက်ချင်နေတယ်။နေမျိုးစိုးမိုးမှုပြန်လုပ်ချင်တယ်။အဓိက DKBAC ကနေပြန်တောင်းနေတာလို့ပြောဆိုပါတယ်ခင်ဗျာ။နိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကိုလက်မှတ်ထိုးထားတဲ့ DKBA ဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နေပြည်တော်မှာစစ်ကောင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အချိန်လက်တွဲဆောင်ရွက်မယ်လို့ပြောဆိုခဲ့ပေမဲ့လည်းစုံစည်းမြိုင်ဌာနချုပ်ကိုစစ်ရှုံးကောင်စီတပ်ကဝင်ရောက်ပြီးတော့တပ်ဆွဲမယ်ဆိုတာကိုလက်မခံတဲ့အတွက်ပြီးခဲ့တဲ့နှစ်ဇူလိုင်လ16ရက်နေ့ညနေပိုင်းကမြရီမြို့တောင်ဘက်ခြမ်းဝလင်မြိုင်မြို့နယ်နီးမှာရှိတဲ့ DKBA လုံခြုံရေးတပ်ရင်း3တပ်ရင်းရုံးကိုစစ်ရှုံးကောင်စီတပ်ကဘုံကျဲခဲ့ပါတယ်။ရာသုံးသူမြို့မှာစစ်ရှုံးကောင်စီတပ်ရဲ့စစ်အုပ်ချုပ်ရေးရန်နေရာမလဲပတ်နိုင်ပေမဲ့လည်းမြို့ပြင်အထက်တပ်ကုန်းဗျူဟာကုန်းနဲ့ငကတောင်လက်နက်ကုန်းတို့ကိုစစ်ရှုံးကောင်စီတပ်ကတပ်ဆွဲထားပြီးမြို့ရင်းမှာလည်းအရက်ဝတ်နဲ့ဝင်ထွက်သွားလာမှုတွေရှိနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒေသခံတို့ပြောပြတာကကြာရင်စိတ်ကြီးကိုစစ်လက်နက်အင်အားဖြည့်တာလှုပ်ထားတယ်။ချောင်းနှစ်ခွဒီဘက်ချမ်းကိုလည်းတိုးလာနေပြီးစစ်တပ်ကကြာရင်စိတ်ကြီးကနေ3စုကိုပြန်ထိန်းဖို့လုပ်နေတာလို့အတည်ပြုပြောဆိုပါတယ်။ပြားသုံးစုမျိုးဟာမြရီလိုမျိုးတရားဝင်နယ်စပ်ကုန်သွယ်ရေးဂိမ်းမရှိပေမဲ့ဒေသအနာပိုင်းခွင့်ပြုချက်နဲ့နိုင်ငံဖြတ်ကျော်ကုန်စည်စည်းစိမ်မှုနဲ့အွန်လိုင်းဝင်လင်ကိုင်းကြားဖြန့်အများပြားရှိရာစစ်တပ်ပါဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေအကျိုးစီးပွားခွဲဝေရယူနေတာတွေကြောင့်လက်တလောစီးပရိပခဖြစ်ပွားနိုင်ခြင်းမရှိသေးနိုင်ကြောင်းလည်းလေ့လာသူတွေကသုံးသပ်ပါတယ်။ဖျားသုံးစုမျိုးတပြေကျေးရွာအနီးတရုတ်လုပ်ငန်းရှင်တွေတူးဖော်နေတဲ့ခနောက်စိမ်းခဲတတုမိုင်းလုပ်ကွက်တွေရှိရာစစ်တပ်ကလေကြောင်းပုံကျဲမှုတွေရှိနေပြီး2022ခုနှစ်နိုဝင်ဘာလ16ရက်အစောပိုင်းမှာပုံကျဲမှုကြောင့်တရုတ်နိုင်ငံသားတွေအပါအဝင်အနည်းဆုံး3ဦးသေဆုံးကလူ10ဦးဒဏ်ရာရခဲ့တယ်လို့အခုနှစ်ဧပြီလ29ရက်ကလည်းဖျားသုံးစုမျိုးမြောက်ဖက်မကတ်တာရွာအနီးမှာရှိတဲ့တတ်ထုခမ်းမိုင်းလုပ်ကွက်ကိုဘုံကျဲတဲ့အတွက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိထွေထွေအုပ်ချုပ်ရေးမှူးယုံလူဝင်မှုကြီးကြပ်ရေးယုံစစ်ထောက်လှမ်းရေးယုံစားရဖနဲ့စီမံသားရေးယုံတွေတက်တော်ယုံတွေအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန SB လျာမြေစီမံခန့်ခွဲရေးနဲ့စီးရင်ဦးစီးဌာနမြေစရင်နဲ့မြို့မှာရဲစခန်းတွေကိုကရင်ပြည်သားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေက2023နှစ်ဆန်းပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်အုပ်စုရန်နေရာတွေရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာတက်ရှိထင်ရှားကြောင်းတက်သေးပြပါ Proof of Life ကိုရီးယားဆန္ဒပြပွဲမှာပြည်သူ200လောက်ပါဝင်တယ်လို့သိရပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါခင်ဗျာကိုရီးယားနိုင်ငံဆိုးမြို့မှာတော်လန်ပြည်သူ200လောက်ပါဝင်ခဲ့ကြတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်မေတောင်ဆန်းစုကြည်82နှစ်ပြည့်မွေးနေ့တက်ရှိထင်ရှားတက်သေးပြပါ Proof of Life ကမ်ပိန်းဆန္ဒပြပွဲကိုဇွန်လ14ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ Proof of Life ကမ်ပိန်းဆန္ဒပြပွဲကိုကိုရီးယားခြေစိုက်တော်လိုင်းဖွဲ့စည်းတွေပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီးတော်လိုင်းပြည်သူ200ခန့်ပါဝင်တက်ရောက်ခဲ့ကြတယ်လို့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးကော်မတီကိုရီးယားကဓာတ်ပုံမှတ်တမ်းတွေနဲ့အတူတူဖော်ပြထားပါတယ်။ဆန္ဒပြပွဲမှာစစ်အုပ်စုကမတရားဖမ်းဆီးထိန်းသိမ်းခြင်းကိုခံထားရတဲ့မေတော်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးချွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ပြည်သူတရားလုံးနဲ့အတူထပ်တူထပ်မြတ်ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ကြတယ်လို့ပြောဆိုထားပါတယ်။မေတောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကိုရီးယားအစိုးရနဲ့ကိုရီးယားလွှတ်တော်ကထုတ်ဖော်တောင်းဆိုဖို့တိုက်တွန်းထားတဲ့အိတ်ဖွင့်ပေးစာကိုလည်းဆန္ဒပြပွဲမတိုင်မီပေးပို့ထားတယ်လို့ဖော်ပြပါတယ်။အဲဒီစာမှာမေတောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိမရှိခိုင်လုံပြီးတော့ယုံကြည်စိတ်ချရတဲ့အတည်ပြုချက်နဲ့တပ်တွေထောက်ထားတွေကိုမြန်မာစစ်ရှုံးကောင်စီကနိုင်ငံတကာကိုအမြန်ဆုံးချပြစေဖို့လူသားချင်းစာနာမှုရှုထောင့်ကနေဝိုင်းဝန်းပြီးတော့ဖိအားပေးကူညီတိုက်တွန်းပေးဖို့မေတောင်ဆန်းစုကြည်ကိုတားဖြစ်သူခင်မရစ်နဲ့မိသားစုဝင်တွေပြည်ပကဘာနဲ့ဓာတ်ရိုက်ဆက်သွယ်ခွင့်ရရှိစေရေးရတဲ့အခြေခံစေဝါကုသခွင့်လူခွင့်ရေးတွေအပြည့်အဝရရှိစေရေးကူညီပြောဆိုပေးဖို့နဲ့မတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့မေတောင်ဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးပြန်ပြီးတော့လွှတ်ပေးဖို့အတွက်မြန်မာကျန်းမာစစ်ရှုံးကောင်စီကိုနိုင်ငံတကာတိုင်းဝိုင်းနဲ့အတူဆက်လက်ဖိအားပေးပြီးတော့ပြောဆိုပေးဖို့စတဲ့အချက်၃ချက်ကိုတောင်းဆိုထားတယ်လို့သိရပါတယ်ခင်ဗျာ Kim, do you miss your mother? Yes, every day. I know that feeling. My parents still live in Thailand, and I worry about them, especially my mother. She's not okay in there. I miss her. I guess all sons feel the same way.
doesn't matter how old we'll get, we'll always worry for our mothers. Exactly. But Kim, I can call her anytime, every day, when I miss her. And I can visit to my mother sometime. But you can't. No. It's been over 5 years since I've even heard her voice. I don't know how she is, or the condition she's in, or even if she's still alive. I'm so sorry about that, Kim. That must be really difficult for you. And that should never happen to any family. No. What I'm asking for is entirely reasonable. I simply want proof of life. As a son, I want to know that my mother is alive. I think all sons and daughters can understand that. I stand with you, Kim. And I stand with every family. Like, far away, the people they love. If you're watching this, then please stand with us and ask one simple question. How are you, mother? Ne kaun la meme? And help us ask one other question. Where is Aung San Suu Kyi? Bemale meme. Proof of life. 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 မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေမြို့ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးတဲ့နောက်အမျိုးသမီးတွေကိုမရင်းကျစ်တပ်ဖြတ်ပြီးမီးရှို့ကမီးလောင်မြင်နေတဲ့စွန့်ပစ်ထားခဲ့တယ်လို့ရဟန်းတန်ဃာတော်တွေပါမချမ်းဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ဖမ်းဆီးနှိပ်စက်ခံရပြီးတဲ့နောက်ပြန်လည်လွတ်မြောက်လာတဲ့ရဟန်းတစ်ပါးကကြုံတွေ့ရတဲ့ဖြစ်စဉ်တွေကိုစစ်ရှောင်ကူညီကယ်ဆယ်နေသူတွေထံကိုပြန်လည်မိန့်ကြားခဲ့ပါတယ်ရုပ်သံဖိုင်အပြည့်စုံကိုကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာ ကျုပ်နဲ့ကျုပ်အရင်မိထားတဲ့ကောင်လေးတွေလည်းညင်မနှိပ်စက်တာပေါ့ကျုပ်ကောက်ပြီးသူခုဟောဒီမှာညင်မနှိပ်စက်တဲ့ကျုပ်ကိုလည်းတစ်ချက်တော့ဟိုကန်တာပေါ့ဒီအရှင်လေးဘယ်သွားတာတော့ဘယ်လာတာတော့ဒီလောက်မကြည့်ရကောင်းမလားဆိုအဲ့လိုစောင့်ကန်တာတွေတော့လုပ်တာပေါ့နော်ဒီမှာအဲ့ဒါဆိုရင်ကိုတော့အပြင်ဖမ်းမိထားတဲ့ဒီသူတွေကိုဟိုစစ်ကောင်စီစစ်ခွေးတွေကဘာတွေလုပ်တယ်ဆိုတော့တပည့်တော်တစ်ချက်တော့ပြန်ပြီးဖြေပြီးဘာတွေလောက်တော့ဆိုသူတို့ညင်မနှိပ်စက်တာအဲ့မှာဖမ်းမိတဲ့အမိကိုအဲ့မှာမင်းတို့ဒီရွာထဲမှာ PDF တွေမော်လာမင်းတို့ PDF တွေနေထိုင်တဲ့နေရာတွေကဘယ်နေရာလဲဆိုရိုက်နဲ့ပုတ်ခတ်တာပေါ့ရိုက်တာလည်းပိုးထုတ်ပဲတေလူမျိုးကရိုက်တာပါပဲဒါပေမဲ့ကျုံနဲ့ဒီကောဖမ်းမိတဲ့သူတွေကအသက်မရှင်းမောင်းမိန်းကလေးရောယောက်ျားလေးရောဟိုအဲ့ဒါဆိုရင်ကိုတော့အဲ့ဟိုဖမ်းမိတဲ့ထဲမှာအမျိုးသမီးတွေရောပါတယ်အမျိုးသမီးပါပါတယ်အမျိုးသမီးကပါတယ်အမျိုးသမီးတယောက်ပဲကျုပ်တို့ပြောမှဆိုအမျိုးသားခုကျုပ်ပေါ့ဆိုအခု9ယောက်ပေါ့နော်အကျုပ်ပါဝင်4ယောက်ပေါ့နော်အကျုပ်ပါဝင်4ယောက်ကိုအဲ့မှာအမျိုးသားတွေတော့နှိပ်စက်တာပေါ့ဟုတ်အမျိုးသမီးကိုလည်းအခုမသားရုံပါတာနဲ့အခုမရင်းချင်းတက်ဖြတ်ပြီးမိဘုံနဲ့ကိုဖားခဲ့တာပေါ့ဟုတ်တော်ရက်စပါနော်ဟုတ်အဲ့လိုရက်တယ်ကျုပ်တော်မှာဒီလေးကလုံးနေတော့ဒီချတယ်ဒါကျုပ်ကလွတ်လာတာလေကိုလိုဆိုရင်ကျုပ်လည်းအသက်ဒါလွတ်မှာမဟုတ်ဘူးကျုပ်ကတတ်တယ်ဆိုရင်သူကပြောလိုက်ဒီမှာတော့တတ်တယ်ဆိုတဲ့စကားကိုဒီကအကုန်လုံးထုံးလို့ဒီကဒီချက်ရှိတဲ့ဒီမှန်ညာအကုန်ပြီးတဲ့ဒီမှန်ညာအကုန်တတ်
ကျုပ်ရှင်မှာလည်းမသားတစ်ချက်ညှင်းမနှိပ်ဆက်တာပေါ့ဘိုးတယောက်ဆိုတနတ်ကိုဘိုးလိုဒင်းနဲ့စောင့်ရင်စောင့်တာလည်းမဟုတ်တွဲအောင်ကြိုက်တာဓာတ်တွေနဲ့တနတ်တွေရိုက်အဲ့လိုတွေမသားတစ်ချက်ညှင်းမနှိပ်ဆက်ပြီးရိုက်တာပေါ့ရိုက်ခါရတာနေတာတော့ကျုပ်နဲ့အခုဒီဥက္ကဋ္ဌနဲ့နေတာပေါ့အဲ့သူရမသာသမီလေးဆိုလဲအတပိဆုံးရှုံးရတာပေါ့နော်အဲ့လိုအတပိဆုံးရှုံးရတော့ကျုပ်တို့လည်းဟိုပြောမဆိုကိုယ့်တက်နဲ့ကိုလွတ်အောင်ဟိုလိုဒုက္ခတရောထွက်ပြေးလိုက်ဒါဆိုတော့သူတို့အတက်တွေကျုပ်လည်းမကယ်နိုင်ခဲ့ဘူးပေါ့ ဒီမှာတပည့်တော်တခုမေးချင်တာကစစ်ကောင်စီစစ်ခွေးတွေကဥပမာတပည့်တော်တို့ကဗုဒ္ဓဘာသာနိုင်ငံနော်ဟုတ်တန်ဃာတော်ကိုလည်းဖမ်းမိညှဉ်းပန်းနေတတ်တယ်ပြီးတော့ပြည်သူတွေထဲမှာမိသမီးတွေပါတယ်မရင်းကျင်ပြီးတော့တက်ဖြတ်တာမျိုးတွေရှိတယ်နော် အဲ့လိုတက်ဖြတ်တာမျိုးတွေရှိတော့တပြီးသူတို့မိဘုံတွေကြည့်ဖက်တာပေါ့အကြီးကြီးတွေတော်တော်များများလည်းအကုန်ကြီးသွားတာပေါ့ဒီကျုပ်တို့ရမှာဖုံးအကုန်ပေါ့ရတဲ့သူဒီရဟာမှဖုံးအကုန်သူတို့လိုချင်တာယူပြီးသွားလို့ချင်းညှဉ်းပန်းနှိပ်စက်တယ်ညှဉ်းပန်းနှိပ်စက်ပြီးရွာတွေကိုမီးရှို့တာပေါ့ ဟောဒါကိုတော့ရမှာမျက်မြင် ကိုတွေအဲ့မှာမီးရှို့တာပါ ဒီမှာနောက်ဆုံးအနေနဲ့တပည့်တော်မေးချင်တာကဘုတော်ဒီစစ်ကောင်စီစစ်ခွေးတွေရတယ်ဘယ်လိုလွတ်မြောက်လာလဲ လွတ်မြောက်လာတယ်လည်းဆိုတော့သူတို့ကအဲ့မှာမီးတွေရှို့နေတော့အဲ့မီးရှို့နေတဲ့ဘက်ကိုအာရုံစိုက်ကြတာဒီမှာအဲ့ဘက်အာရုံစိုက်နေတော့ဒုံးတွေပါလေချတော့ကျုံနာမှာတယောက်ပါမယ်ကျုပ်ကိုအိမ်ထဲမှာတော့ပိတ်နေတာအဲ့တော့ပိတ်ကြတော့ကျုပ်ဆန်းလို့ထွက်နေတာပြီးလာတော့သင်္ကန်းတော့မပါဘူး ကြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ